အားလုံးပဲမင်္ဂလာပါ11 portal gate ဝေးလေးမှာပေါ့နော်ချင်းနဲ့တူတူဗီဒီယိုလေးတွေကိုဖတ်မယ်ချင်းနဲ့တူတူဒီ spiritual တန်းကြောင်းပေါ်ရှောက်နေတဲ့ချီရဲ့ soul family ပေါ့နော်အကုန်လုံးနှစ်ယောက်တူတူအကုန်လုံး grow လုပ်ကြမယ်အဲ့အတွက်ကြောင့်မလို့ဒီ reading လေးမှာကိုကဒီ11 portal gate ဝေးလေးရမယ်စပြီးတော့ကို့ဘွားထဲမှာဘာတွေပြောင်းလဲဖို့ရှိမလဲဆိုတာကိုချင်းနဲ့တူတူဒီ tarot video လေးကြည့်မယ်ပြီးရင်love oracle ကတ်လေးနဲ့လည်းဆွဲပြီးမယ်ပေါ့နော်ကိုဘာသင်ခန်းစာတွေတင်ယူဖို့ရှိလဲပြီးရင် manifestation တွေတူတူလုပ်မယ်ပေါ့နော်ဟုတ်ပြီ Ten of Pentacles နောက်ထပ်ကတ်နှစ်ကတ်လောက်ထပ်ဆွဲမယ်ပြီးရင်ဒီ reading လေးကိုစပြီးတော့ဖတ်မယ် Four of Pentacles Two of Cups Base of the deck မှာကဒီမှာ Queen of Cups ပေါ့နော်ဟုတ်ပြီဆိုရင်ဒီမှာအရင်ဆုံးကတ်လေးတွေအရင်ဆွဲလိုက်အောင်မယ်ပေါ့နော်ဒီမှာ Love Oracle ကတ်လေးနဲ့ဒီက3ကတ်ဆွဲမယ် Butterfly နဲ့အဲ့တော့တချို့လူတွေက relationship နဲ့ပတ်သက်ပြီးတော့ကိုနဲ့တကယ်စစ်မှန်တဲ့သူကိုတွေ့ရတော့မယ်တချို့ဆိုရင် healing လုပ်နေတဲ့သူတွေလည်းပါမယ် healing heart ပေါ့နော်အဲ့လိုမျိုးကိုနဲ့ထိုက်တန်တဲ့သူကိုတွေ့ဖို့ engagement ring ကိုကြားတယ်ဟုတ်ပြီဒီမှာ base မှာက the runner okay တပေါ်ပေါက်ပြီဒီကလေးနဲ့ခြေထပ်ဆွဲပေးအောင်မယ်ပေါ့နော် soulmate ဒီမှာ healing ကနှစ်ခါအောင်ကြားတယ်နော်ပြီးရင်ဒီမှာနောက်ထပ်နှစ်ကတ်ကြားလာတယ် sexual union နဲ့ပြီးရင်ဒီမှာဒါလေးကြားတယ်ပေါ့နော်ပြီးမှဒါချီအသေးစိတ်ဖတ်ပြမယ်အဲ့တော့ဒါလေးကိုဒီမှာထားလိုက်မယ် Okay အဲ့တော့တချို့လူလေးတွေပေါ့နော်ဒီ11 portal gateway လေးတွေမှာကိုကဘာပြောင်းလဲမှုလေးတွေကိုဘွားတွေကိုရောက်ရှိလာမလဲဆိုတော့အရင်တုန်းကပေါ့နော်ကိုကဒီမှာ healing လုပ်ရတဲ့အနေအထားလေးတစ်ခုပေါ့နော်ကိုဒီ relationship နဲ့ပတ်သက်ပြီးတော့အဆင်မပြေခဲ့တဲ့အချိန်လေးတွေကိုဘွားထဲမှာအဲ့လိုမျိုးနည်းနည်းbreak up လေးတွေဖြစ်သွားတာမျိုးဒီလူနဲ့ကိုကလက်ထပ်ယူရမယ်ဆိုပြီးတော့စဉ်းစားပြီးတော့မှဒီငွေကြေးပြဿနာတစ်ခုကြောင့်ပေါ့နော်နှစ်ယောက်တူတူကရှေ့ဆက်မသွားနိုင်ဘူးအတိုင်းဝိုင်းချင်းကမတူညီလို့နှစ်ယောက်တူတူဘလို့မှရှေ့ဆက်လို့မဖြစ်နိုင်တော့ဘူးမိသားစုအတိုင်းဝိုင်းကြောင့်အဲ့လိုမျိုးနှစ်ယောက်ကြားထဲကအဆင်ပြေနေရကွာဒါပေမဲ့ဒီတတိယလူတွေကြောင့်ပေါ့နော်တတိယလူဆိုတာကဒီထဲမှာတစ်ဖက်လူ main ကလေးဖြစ်တော်လကားယောက်ျားလေးဖြစ်တော်လကားအဲ့လိုတွေမဆိုင်ဘူးပေါ့နော်အထူးကဒီမိဘတွေပေါ့နော်အဲ့လိုမျိုးမိဘတွေကြောင့်နှစ်ယောက်တူတူရှေ့ဆက်မသွားနိုင်တဲ့အနေအထားလေးတစ်ခုပေါ့နော်အဲ့အရာလေးတွေကမြင်ပြီးတော့ကိုကဒီ relationship ကိုရက်စဲလိုက်တာမျိုးတွေ့ရတယ်အဲ့အတွက်ကြောင့်မလို့ကိုကအခုချိန်မှာအဲ့ relationship ကမြင်ကိုပြန်ပြီးတော့ heal လုပ်နိုင်မယ်ဒီ11 portal gate ဝေးလေးရမြင်စပြီးတော့ပေါ့နော်ကိုကအဲ့လိုမျိုးဒီထက်ပိုပြီးတော့ကိုဒီကိုရဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပိုကောင်းမွန်အောင်ကိုယ့်ရဲ့လုပ်နေတဲ့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးပိုကောင်းမွန်အောင်အဲ့လိုအရာတွေအတွက်ပိုကောင်းမွန်အောင်လို့ကိုစိတ်ကိုထားနိုင်မယ်ပြီးလို့ရှိရင်ကိုကအဲ့ဟာမြင်စပြီးတော့မှကိုဘဝထဲမှာအဆင်မပြေနေတဲ့ relationship တွေပေါ့နော်ဒီလူမှုရေးလဲပါမယ်ချစ်ရေးလဲပါမယ်အဲ့လိုမျိုးစုံသော relationship တွေပေါ့နော်ဒီထက်မကပို့ပြီးတော့အဆင်ပြေလာမှာမျိုးကိုတွေ့မယ်ကိုနဲ့ဒီမှာစိတ်တူကိုယ်တူဖြစ်တဲ့သူမျိုးကိုတွေ့မယ်တချို့ဆိုလို့ရှိရင်အချစ်တစ်ကိုထပ်ပြီးတော့တွေ့မယ်ဒီမှာ engagement ring အောင်တွေ့ရဆိုတော့အတိတ်ကလူတွေနဲ့ဘလို့ပဲအဆင်မပြေခဲ့ပေါ့နော်အခုဒီ11 portal gateway လေးရမယ်စပြီးတော့ကိုပို့ပြီးတော့ heal လုပ်နိုင်မယ်အတိတ်ကအရာတွေကိုလွှတ်ချနိုင်မယ်အဲ့ရမြင်ပြီးတော့မှကိုနဲ့တကယ်ထိုက်တန်တဲ့သူကိုတွေ့မယ်ပေါ့နော်ကိုတကယ်လုံးဝချစ်ခင်ပေးနိုင်မဲ့သူဒီလိုမျိုးမိသားစုကလည်းသဘောတူညီရဲ့သူအဲ့လိုမျိုးနဲ့တွေ့မယ်သူနဲ့တွေ့ပြီးတော့မှကိုဘွားရဲ့ဒီအလောက်ကိုင်းလေးတွေပို့ပြီးတော့အဆင်ပြေလာမယ်ပြီးတော့မှကိုရဲ့ဒီထီတွေပါညာပေါက်တာမျိုးအဲ့လိုမျိုးလည်းဖြစ်လာမယ်ပေါ့နော်ဒီမှာ soulmate ကလည်းကြတယ်ပေါ့နော်အဲ့တော့ချစ်ရဲ့ဒီ soul family ပေါ့နော်ယူရိုတွေကဒီမှာကိုရဲ့ဒီ soulmate ကိုလည်းတွေ့ရှိရမယ့်သူတွေပါနေတယ်အဲ့တော့အဲ့လိုမျိုးမတွေ့ရှိခင်အချိန်လေးမှာကို healing ပြန်ပြီးတော့လုပ်ကြမယ်ဒီမှာ healing ကနှစ်ခါတောင်ကြတယ်ပေါ့နော် healing ကနှစ်ခါတောင်ကြတယ်အဲ့တော့
ကိုနဲ့တွေးရှိမဲ့သူကပေါ့နော်ဒီလိုမျိုးအဝေးကြီးကလူမဟုတ်ဘူးကိုယ့်ရဲ့ဒီအပေါင်းနဲ့တငယ်ချင်းမိတ်ဆွေတွေကလူဖြစ်ဖြစ်ဒီမိသားစုနဲ့တည်နေတဲ့လူပေါ့နော်အဲ့လိုမျိုးအပေါင်းအသင်းတွေကမြင်ပြီးတော့ကိုတွေ့ရမှာဖြစ်တယ်တွေ့တဲ့အချိန်မှာလည်းချက်ချင်းလက်ငင်းပေါ့နော်ဒီ relationship တွေကိုမဝင်လိုက်နဲ့အဲ့လိုမျိုးနှစ်ယောက်ကြားထဲမှာဒီထက်မကပို့ပြီးတော့ရင်းနှီးမှုလေးတွေဖြစ်အောင်လုပ်သူနဲ့ရှေ့ဆက်သွားဖို့အဆင်ပြေလားစကားလေးတွေပြောကြည့်ပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြီးတော့မှတယောက်နဲ့တယောက်ဒီတွေးဆုံခြင်းကအရန်ကိုကောင်းမွန်တဲ့တွေးဆုံခြင်းလေးဖြစ်လာမယ်ပေါ့နော်အနာဂတ်မှာအဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့ချီရဲ့ဒီ soul family တခုလုံးချီနဲ့ manifest လုပ်မယ်ဒီ11 portal gate အဝေးလေးရမြင်စပြီးတော့ကိုဘဝထဲမှာအရင်တုန်းကမကောင်းခဲ့တဲ့ relationship တွေ twin flame တွေနဲ့တွေ့ခဲ့တဲ့သူတွေပြတ်သွားလိုက်ပြန်ဆက်လိုက်သူကလိုက်ကိုကပြေးလိုက်အဲ့လိုမျိုး relationship တွေကမြင်ပြီးတော့ကိုကထားခဲ့နိုင်မယ်ကိုကို healing လုပ်နိုင်မယ်အခုကိုက healing လုပ်နိုင်နေပြီအဲ့အရာတွေကိုကိုကထားပြစ်နိုင်ပြီကိုဘဝကိုရှေ့ဆက်သွားမယ်ကိုရဲ့ဒီအချိန်นี้ energy တွေအကုန်လုံးကိုကိုယ့်ရဲ့မိသားစုပေါ်မှာကိုကမြုပ်နှံထားမယ်ကိုယ့်ရဲ့ဒီအနာဂတ်စီးပွားရေးအတွက်ကိုကမြုပ်နှံထားမယ်ကိုယ့်ဘဝထဲမှာအရင်တုန်းကအဆင်မပြေခဲ့တဲ့သူတွေကကိုယ့်ဘဝတွေကထွက်သွားပြီးတော့ကိုယ့်ဘဝမကောင်းတဲ့သူတွေကကိုယ့်ဘဝတွေကထွက်သွားပြီးတော့ကောင်းတဲ့သူတွေနဲ့ကိုကတွေ့ဆုံရမယ်ကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုမှာကြံလည်ရမယ်ဒီလိုမျိုးဟာတွေကို healing လုပ်တဲ့အရာတွေပြီးွားတာနဲ့တိတ်မကြခင်မှာကိုယ့်ရဲ့ဒီပူစာပန်းနဲ့တွေ့မယ်ကိုနဲ့တကယ်လက်ထပ်ယူရမယ့်သူနဲ့ကိုတွေ့မယ်ပေါ့နော်နှစ်ယောက်ရဲ့တွေ့ဆုံခြင်းကလည်းဒါဘဝအဆက်ဆက်က soul contract တစ်ခုရှိတာကြောင့်တွေ့ဆုံရတာဖြစ်တယ်အဲ့တော့ဒီအရင်တုန်းကမကောင်းတဲ့သူတွေကိုကိုကမြစ်ပြစ်နိုင်မယ်ကိုဒီချစ်ခံဖို့ထိုက်တန်တယ်အခုဒီ11 portal gate ဝေးလေးရမယ်စပြီးတော့ကိုယ့်ရဲ့စီးပွားရေးတွေအစအစရာဒီထက်မကပို့ပြီးတော့အဆင်ပြေလာမယ်ကိုယ့်ရဲ့တကယ် soul mate နဲ့တွေ့မယ်ချစ်ရဲ့ဒီ soul family လေးတွေပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေအခုကမြင်စပြီးတော့ထပ်ပြီးတော့အသိမကွဲရပါစေနဲ့နောက်ထပ်တွေ့တဲ့လူတိုင်းကလည်းနောက်ထပ်တွေ့မဲ့သူကလည်းကိုယ့်ရဲ့ပူစာပတ်ပဲဖြစ်ရပါလို့ဤပေါ့နော်ကိုယ့်ရဲ့ပူစာပတ်ပဲဖြစ်မယ်ဖြစ်ကိုဖြစ်ကမယ်အသေးလည်းထပ်မကွဲရဘူးပို့ပြီးတော့လည်းအချစ်ခံမယ်ကိုယ်နားလည်ပေးတဲ့သူနဲ့တွေ့ရမယ်မိသားစုအတိုင်းဝိုင်းနေရလဲသဘောတူရဲ့လူဖြစ်ကမယ်အဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့ဒီ relationship တစ်ခုမှာပေါ့နော်မိဘအတိုင်းဝိုင်းအဆင်မပြေတာမိဘတွေဝင်းနှောက်ရှက်လာတာအဲ့လိုမျိုးဆိုလို့ရှိရင်ဘလို့မှရှေ့ဆက်သွားလို့မရဘူးတယောက်နဲ့တယောက်ချစ်နေရင်တော့မှအဲ့တော့နောက်ထပ်တွေ့မဲ့သူဒီကိုယ့်ဘဝထဲမှာဒီထက်မကပို့ပြီးတော့ကိုယ့်ကိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာအောင်လမ်းပြပေးမဲ့သူတစ်ယောက်ဖြစ်တယ်ကိုယ့်ကိုနားလည်ပေးမဲ့သူတစ်ယောက်ဖြစ်တယ်ကိုယ့်ကိုအရန်ကိုချစ်ခင်ပေးမဲ့သူတစ်ယောက်ဖြစ်တယ်ကိုနဲ့လက်ထပ်ယူရမဲ့သူတစ်ယောက်ဖြစ်တယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့ချစ်ရဲ့ soul family တစ်ခုလုံးပေါ့နော်နောက်ထပ်ပြီးတော့အသေးမကွဲရပါစေနဲ့ဝေးကွာနေတဲ့သူတွေလည်းပြန်လည်ညှိနှိုင်းပြီးတော့အဆင်ပြေပါစေဝေးကွာနေတဲ့သူတွေအဆက်အသွယ်မရှိတဲ့သူလေးတွေနောက်တစ်လအတွင်းနောက်2လအတွင်းအဆက်အသွယ်တွေပြန်ရမယ်ကိုယ့်ရဲ့ soul mate နဲ့တွေ့ရမယ့်သူတွေကတော့ကြာမယ်ဆိုလို့ရှိရင်တော့ဒါ6လမြင်ပြီးတော့တစ်နှစ်ကမြင်ပြီးတော့2နှစ်အတွင်းကိုယ့်ရဲ့ဒီ soul mate နဲ့တွေ့မယ်ဒီကြားထဲမှာကိုယ့်ရဲ့စီးပွားရေးတွေအဆအဆရာလူမှုရေးတွေအဆင်ပြေပါစေကျန်းမာရေးတွေလည်းအဆင်ပြေပါစေချစ်ရဲ့ဒီ YouTube channel လေးလည်းဒီထက်မကပို့ပြီးတော့အောင်မြင်ပါစေ YouTube channel တွေမဟုတ်ဘူးဒီ tarot ပေါ့နော်ခொနည်းသားသမီးကိုကူညီပေးတဲ့အရာကလည်းဒီထက်မကပို့ပြီးတော့လူသိများလာပြီးတော့အောင်မြင်ပါစေဒါချီကအားလုံးနဲ့တူတူ11 portal မှာချီဖြစ်ချင်တာလေးကို manifest လုပ်တာဖြစ်တယ်ပေါ့